ယေရှုခရစ်တော်ကလောကကြီးထဲမှာခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရဘူးလေဆိုတာကိုသင်ယုံလားကိုတော်ကအမြဲတမ်းမကြောက်ဖို့အတွက်ပြောတယ်ကိုတော်ကအမြဲတမ်းမစိုးရင်ဖို့အတွက်ပြောတယ်ကိုတော်ကိုနိုင်ကလည်းမကြောက်ဘူးမစိုးရင်ဘူးဒါပေမဲ့ကိုတော်ကအမတန်ခက်ခဲတဲ့အရာတစ်ခုကိုရင်ဆိုင်ခဲ့ရဘူးလေလုကာခန်းကြီး20ဘက်ငယ်44မှာပြင်းသောဝေဒနာကိုခံလဲအထူးသဖြင့်စူးစမ်း၍ဆုတောင်းတော်မူ၏ချွေးထွက်တော်မူသည်ကမြေပေါ်၌ကျသောသွေးဆက်ကဲ့သို့ဖြစ်သည်ဘုရားသခင်ကဆုတောင်းနေခြင်းနဲ့ကိုတော်ကဆုတောင်းနေခြင်းနဲ့သူ့ရဲ့ချွေးတွေကသွေးကဲ့သို့မြေကြီးပေါ်ကျတယ်ဆိုတဲ့အကြောင်းကိုရေးထားတာဖြစ်ပါတယ်ဒီဖြစ်စဉ်ကစိတ်ပညာအရာကြည့်မယ်ဆိုလို့ရှိရင်ဟီမိုတိုဒရိုစ်လို့ခေါ်တဲ့လူတစ်ယောက်ကအလွန်အမင်းစိတ်ဖြစ်စီမှုကိုခံစားရတဲ့အခါမှာကြောက်ရွံ့တုန်လှုပ်တဲ့အခါမှာသူ့ရဲ့အရည်ပြားအောက်မှာရှိတဲ့သွေးကြိုးတွေကပေါက်ထွက်ပြီးတော့ချွေးတွေနဲ့အတူတူအပြင်ကိုထွက်လာတဲ့ဖြစ်စဉ်မျိုးဖြစ်ပါတယ်ဒါကြောင့်မို့ကိုတော်ကဘာကြောင့်မို့ခက်ခဲနေတာလဲကိုတော်ကလက်ဝါးကားနိုင်မှုတက်ရဖို့အတွက်ဘာကြောင့်ဝန်လင်းနေတာလဲတကယ်တော့ယေရှုခရစ်တော်ကတန်ရှင်းစင်ကြယ်တဲ့ဖခင်သားဖြစ်တယ်တန်ရှင်းစင်ကြယ်သောဖခင်သားကအပြစ်ကိုမုန်းတယ်အပြစ်ကိုမလိုချင်ဘူးဒါပေမဲ့ဖခင်ကလူသားတွေရဲ့အပြစ်ကိုဆက်ပေးဖို့ရန်အတွက်အပြစ်တွေကိုယူမရမှာကိုတော်ကတန်ရှင်းစင်ကြယ်လွန်းတဲ့ဖခင်ကလောကလုံးမှာရှိတဲ့လူတွေရဲ့ညဉ့်ညူးဆုံးသောအပြစ်တွေအတိတ်အနာဂတ်ပြစ္ဆုတ်ပံမှာရှိသမျှသောအပြစ်တွေကိုခံယူဖို့ရန်အတွက်သူ့အတွက်အမတန်မှခက်ခဲလွန်းတယ်ဆုတောင်းတဲ့အခါမှာတော့ဤခွက်ဖလားကိုလွန်နိုင်လွန်သွားပါလို့ဆုတောင်းတာဖြစ်ပါတယ်သူ့ရောက်တင်ကိုတော့အလိုတော်အတိုင်းဖြစ်ပါစေဆိုပြီးဆုတောင်းတာဖြစ်ပါတယ်သူ့အလိုတော်အတိုင်းမဟုတ်ပဲဖခင်ရဲ့ခမည်းတော်ဖခင်ရဲ့အလိုအတိုင်းဖြစ်ပါစေဆိုပြီးတော့ဆုတောင်းတာဖြစ်ပါတယ်ဒါမို့ကိုတော့ကအပြစ်ကိုလက်မခံခြင်းဘူးသို့တော်လည်းအပြစ်ကိုလက်ခံရမှာခက်ခဲတော်လဲလူသားတွေကိုချစ်တဲ့အတွက်ကြောင့်မလို့လူသားတွေရဲ့အပြစ်ကိုဆက်ပေးခြင်းတဲ့အတွက်ကြောင့်မလို့အပြစ်တွေရှိသမျှသောအပြစ်တွေကိုခံယူပြီးတော့လက်ဝါးကားတဲ့ပုံမှာတခိုးတွေနဲ့အတူတူဓမြတွေနဲ့အတူတူလက်ဝါးကားတဲ့ပုံမှာအသေးခံတယ်လက်ဝါးကားတဲ့ပုံမှာအသွေးသွန်းတယ်အသွေးနဲ့ကျွန်တော်တို့အပြစ်ကိုစေးကြောပေးတယ်၃ရက်မြောက်သောနေ့မှာရှင်သန်ထမြောက်တဲ့အသက်ရှင်တဲ့ဖခင်တည်ခြင်းကိုအောင်သောဖခင်ဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူတွေကဖခင်သခင်ကျွန်တော်တို့အားလုံးရဲ့အပြစ်ကိုလက်ဝါးကားထဲမှာဆက်ပေးပြီးသွားပြီဆိုတာကိုယုံကြည်လက်ခံယုံနဲ့အပြစ်ငရဲကလွတ်တယ်ကျွန်တော်တို့ယုံနဲ့လွတ်ဖို့အတွက်လွယ်ကူဖို့အတွက်ယေရှုခရစ်တော်အတွက်ကခက်ခဲလွန်းခဲ့တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ထို့သို့နားလည်ခြင်းအားဖြင့်ကျွန်တော်တို့အကျေးဇူးတော်ကိုတန်ဖိုးထားဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့အပြစ်တွေကိုယေရှုခရစ်တော်ကယူသွားပြီးဖြစ်တယ်သင်ယုံလဲရတယ်သင်မယုံလဲရတယ်သင်ယုံမယ်ဆိုရင်တော့သင်ဟာအပြစ်ကနေလွတ်ရတော့အခွင့်ကိုရမှာဖြစ်တယ်။ဒါဆိုသင်ကယုံပြီးသွားသောသူဖြစ်တယ်ဆိုရင်လည်းကျေးဇူးတော်ကိုတန်ဖိုးထားဖို့လိုတယ်။ကြားနာသူရောက်ချင်းစေကိုဖျားခင်တော်ရဲ့ကောင်းချီးပေးပါစေ။